အဲ့ဒီမှာနန်းကပိမင်းတို့ရအောင်မင်းတို့အညာသားတွေကပုံကြာဆိုရင်ပြောပြမယ်ပုံမြင်မဟုတ်ဘူးနော်အဲကရင်နေနဲ့ထိုင်းနေနဲ့ဘာလို့တဲ့တာလဲဆိုရာဆိုရင်ငါပြောပြငါတို့ငငယ်တော့နန်းခိုးစားတော့မင်းသားလေးမတင်ရအမှတ်မိအေးအဲ့ဒါကဒီကနေစကရင်ပြည်နယ်ကနေစအေးအခုအရင်တော့ထိုင်းရဲ့ကရင်ပြည်နယ်ကနေပြီးတော့မှထာရတဲ့18ရက်ကိုကရင်ပြည်နယ်မှာလာတင်သို့ပါတော့ထာရတဲ့18ရက်ကိုကရင်ပြည်နယ်မှာလာတင်တာကရင်ပြည်နယ်မှာလာတင်တဲ့အချိန်မှာထိုင်းမင်းသားတစ်ပါးပါတော့အမိုးရဲ့နှမ်းကိုခိုးစားသွားအမိုးရဲ့နှမ်းကိုခိုးစားသွားတော့အမိုးကနေပြီးတော့မှအဲသုံးပလိုက်တော့ဒီကောင်လိမ္မာရေးကြရှိပြီးတော့ထိုင်းမှာဒီကောင်ဘယင်ပြန်ဖြစ်တယ်အခုထိုင်းဘယင်ဝစီကလောင်းခုနှစ်ဆိုတာဒီကောင်ပဲကရင်ပြည်နယ်မှာပညာလာတင်တာအဲ့နေပြီးတော့မှလိမ္မာရေးကြရှိသွားတာနဲ့အမိုးကိုကျေးဇူးတင်လို့ဆိုပြီးတော့ထိုင်းနဲ့ကရင်နဲ့တဲ့တာအဲနှက်ခိုးစားတော့မင်းသားလေးပုံမြင်ကရင်ပြည်နယ်ကဖြစ်ဘယ်လိုသိတာညာသားတွေမင်းတို့ထင်တာညာမထင်နေရလားဟမ်ပကံပြည်မှာထင်နေရလားတကယ်တော့ကရင်ပြည်နယ်ရောက်နေတကယ်တော့အနှက်ခိုးစားတော့မင်းသားလေးပုံမြင်ကရင်ပြည်နယ်ကဖြစ်မသိပါဘူးသိပါပြီသိရမယ်